မြန်မာဖျားလားဖျားလူလားဟိုဟိုဒီဟိုတာကနေပြီးတော့ယူပြီးတော့ပြန်ပြီးတော့တူထားတာနာမည်တူလို့ရတယ်ဒီမှာလေဒီမှာဒီဖျားတွေကနာမည်မပါသေးတဲ့အတွက်ဆိုရင်တူလို့ရအော်အများကြီးပဲဟို